American နဲ့ Iran တကယ်လို့သာစစ်ဖြစ်ခဲ့ရင်ဘာတူနိုင်မလဲဟုတ်ပါတယ်ဒီမိကုန်းကကြားရုံနဲ့တင်တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းတယ်လို့ကြောက်စရာလည်းကောင်းပါတယ်ဒါပေမဲ့လေဒီကိစ္စနဲ့ပတ်သက်ပြီးလေ့လာသုံးသပ်ထားတဲ့အရင် miss တွေကိုကြည့်လိုက်တဲ့အခါမှာတော့အဖြေကကျွန်တော်တို့ထင်လို့မရိုးရှင်းဘူးဗျအတော်လေးကိုရှုပ်ထွေးနေတယ်ဆိုတော့ဒီနေ့မှာဒီအကြောင်းကိုပဲအသေးစိတ်ချက်ချင်းစီခွဲချမ်းစစ်ပြကြည့်တော့ကြရအောင်အချိန်ကတော့2026ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့စိုက်ဘာတိုက်ခိုက်မှုတွေနောက်ွယ်ကလျှို့ဝှက်စစ်စင်ရဲတွေနဲ့နှစ်ပေါင်းများစွာတိတ်ကလေးဖြစ်ပွားနေခဲ့တဲ့အဲ့ဒီအရေးစစ်ပွဲကြီးကလေရုတ်တရက်ဆိုသလိုပဲအဆုံးသတ်သွားတယ်ပြီးတော့အရှိအလဲပိုင်းတစ်ခုလုံးကိုမီးဟုံးတောက်သွားစေမဲ့ပွင့်လဲစစ်ပွဲကြီးတစ်ခုအဖြစ်ပောက်ခွဲထွက်လာပါတော့တယ်ဒီစစ်ပွဲကစကြတဲ့ကရောအရာအလုံးကပြောင်းပြန်ဖြစ်သွားတာပါစဉ်းစားကြည့်လေပထမဆုံးတိုက်ခိုက်မှုမှာပဲအီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်အာလီခါမေရီကြာဆုံးသွားတယ်တန်းနဲ့တိုင်းပြည်တစ်ခုလုံးခေါင်းဆောင်မရှိပဲဖြစ်သွားရောအဲ့တော့9ရက်လောက်မတီမငင်ဒီထစ်ပြီးမှသူ့ရဲ့သားဖြစ်တဲ့မုတ်ဂျဘာခါမေနီအာဏာရလာတယ်အဲ့ဒီအချိန်မှာပဲအခြေအနေကလုံးဝပြောင်းသွားတာဒါကနိုင်ငံရေးစစ်ပွဲမဟုတ်တော့ဘူးဖေကန်ရှီတဲ့လက်စားချေချင်းနဲ့စိတ်နဲ့တိုက်ခိုက်တဲ့အရန်ပြင်းထန်တဲ့ပုဂ္ဂိုလ်ကြီးတိုက်ပွဲတစ်ခုဖြစ်လာခဲ့တာပါဟုတ်ပြီဒီလောက်ရှုပ်ထွေးတဲ့စစ်ပွဲကြီးကိုတေးသေးချာချာနားလည်နိုင်ဖို့ဒီအကြောင်းအရာတွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြမယ်ပထမဦးဆုံးစစ်မြေပြင်အခြေအနေပြီးရင်စိုက်ဘာနဲ့စီးပွားရေးစစ်မျက်နှာတွေနောက်ပြီးမဟာမိတ်တွေအခြေအနေနျူကလ িয়ার ကိစ္စအဆုံးသတ်မှာတော့အောင်ပွဲဆိုတာကိုဘလို့အဓိပ္ပာယ်ဖွင့်မလဲဆိုတာတွေပါပဲကဲပထမဆုံးအနေနဲ့အစစ်မြေပြင်ကိုပဲတက်တက်ကြည့်လိုက်အောင်ဒီမှာကအရင်စိတ်ဝင်စားဖို့ကောင်းတယ်တစ်ဖက်မှာကအမေရိကန်နဲ့မာမိတ်တွေရဲ့အစစ်မင်းနှီးပညာသုံးတိကျတဲ့တိုက်ခိုက်မှုတွေနောက်တစ်မှာကကျတော့အီရန်ရဲ့လူဝင်အားလက်နက်အင်အားအလုံးဝရင်းသုံးပြီးဖိအားပေးနီးပြူအားဆိုတော့ဒီစစ်ပွဲပုံစံတစ်ခုထိတ်တိုက်တွေးရကဘာတွေဆက်ဖြစ်မလဲဒီစရာကိုတစ်ချက်ကြီးလိုက်ရုံနဲ့အရေးအတွက်နဲ့အရေးတွေဘလောက်กว่าလဲဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဟုတ်တယ်EMR တာဝန်ထမ်းဆောင်နေတဲ့စစ်သေးအင်အား6သိန်းကျော်တော့ရှိတယ်။ဒါပေမဲ့လေကြောင်းပိုင်းကိုကြည့်လိုက်ပါဦး။မဟာမိတ်တွေမှာ stealth တိုက်လင်းတဲ့အများကြီးရှိနေတဲ့အချိန်မှာ EMR တစ်စင်းမှမရှိဘူး။ဒီလိုလေကြောင်းမှာအပြတ်အသားစီရထားတာကပဲစစ်ပွဲအစပိုင်းမှာအောင်မြင်မှုတွေရဖို့အတွက်အဓိကတော့ချက်ဖိတ်ခဲ့တာပေါ့။ဒီနေရာမှာအရင်ကိုစိတ်ဝင်စားစရာကောင်းတဲ့စီးပွားရေးစစ်ပွဲတစ်ခုကိုတွေ့ရမှာပါ။ကြည့်ပါ။အီရန်ရဲ့ဒုံးကြီးတစ်စင်းကဒေါ်လာ1ထင်းလောက်ပဲကုန်ကျနိုင်တယ်ဒါပေမဲ့အဲ့ဒီဒုံးကြီးကိုကြားဖြတ်ဟန်တာဖို့သုံးတဲ့မဟာမိတ်တွေရဲ့ Arrow တို့ THAAD တို့လိုကာကွယ်ရေးဒုံးကြီးတစ်စင်းကဒေါ်လာတန်းနဲ့ချီပြီးတန်ဖို့ရှိရယ်ဆိုတော့ဒါကဘာကိုပြနေလဲဆိုရင်အီရန်ကရန်တို့ကိုစီရအနိုင်ယူဖို့ထက်ဘန်ဒါရဲ့ရာဒီဝါလီခံတော့လှုပ်ဖို့ကြိုးစားနေရဂျေပေါ်တဲ့ဒုံးကြီးတွေနဲ့အဆက်မပြတ်ဖြစ်ပြီးရန်တို့ဘန်ဒါတိုက်ကိုခန်းချောက်ဆွအောင်လှုပ်တယ်တော်တော်လေးကိုပါနတ်တဲ့နီးပြူဟာပဲဒါမဲ့လေဒီခေတ်ကစစ်ပွဲဆိုတာဒုံးကြီးတွေတိုက်လျက်နေနေပဲတိုက်နေကြတာမဟုတ်တော့ဘူးလေဟုတ်ပြီအခုမျက်စိနဲ့တော့မမြင်နိုင်နဲ့ဒါမဲ့တည်ရရှင်ရလန့်အရေးပါတဲ့ digital နဲ့စီးပွားရေးစစ်မျက်နှာတွေပဲကိုတစ်ချက်ကြည့်လိုက်ကြရအောင် cyber စစ်မျက်နှာမှာတော့မဟာမိတ်တွေကတော်တော်လေးပညာသားပါပါတယ်သူတို့ကအီရန်ပြည်သူတွေရဲ့စိတ်တက်ကိုတိုက်ရိုက်ဖိမထားတိုက်ခိုက်တာခဏလောက်မြင်အောင်ကြည့်ပါနေအိုက်ထုံးနေကြဘာသာရေးဆိုင်ရာပါတီဆာဗာလို့ app တစ်ခုကနေရုတ်တရက်လင်းနဲ့ချက်လိုက်ပါဆိုတဲ့ message တွေတစ်ဖွဲ့ဝင်လာမယ်အစိုးရ TV line ကိုဖွင့်လိုက်တော့အစိုးရကိုစန့်ကျင်တဲ့အကြောင်းအရာတွေထုံလွှင့်နေတာတွေ့ရမယ်ဒီလိုအခြေအနေမျိုးမှာအစိုးရအပေါ်မှာထားတဲ့ပြည်သူတွေရဲ့ယုံကြည်မှုကဘလောက်တောင်ပြပြသွားနိုင်မလဲအီရန်ဘက်ကတံပြန်လက်နက်တွေထဲမှာအင်အားအကြီးဆုံးကဘာလဲသိလားစစ်မြေပြင်မှာမဟုတ်ဘူးဗျအဲ့ဒါကတော့ကမ္ဘာရေနံရဲ့9ပုံလောက်ဖြတ်တန်းသွားလာနေတဲ့ဟော်မုစ်လက်ကြားကိုလုံးဝပိတ်ဆို့ချလိုက်တာပဲဒါကကမ္ဘာစီးပွားရေးရဲ့လက်ဘင်းကိုတင်းတင်းကြပ်ကြပ်ညှစ်လိုက်တာနဲ့ဘာမှမချဘူးဒီလောက်ရရဲ့အကျိုးဆက်ကလည်းချက်ချင်းပဲကမ္ဘာကြဝန့်ကိုရိုက်ခတ်သွားတော့တာပဲဒီစရာကိုကြည့်စစ်မဖြစ်ခင်ကတစီကို$83ပဲရှိတဲ့ရေနံဈေးကနေ့ချင်းညချင်းဒေါ်လာရာကျော်အထိကိုခုန်တက်သွားတယ်။ရပိုင်းအတွင်းမှာ150အထိတောင်ရောက်နိုင်တယ်လို့ခန့်မှန်းထားတာ။ဆိုတော့ဒါကအရှေ့လက်ပိုင်းကစစ်ပွဲတစ်ခုမဟုတ်တော့ဘူး။ကမ္ဘာပေါ်ကနိုင်ငံတိုင်းစားထုံးတူတိုင်းကိုတိုက်ရိုက်ထိခိုက်စေတဲ့ကမ္ဘာအဆင့်ပြဿနာကြီးတစ်ခုဖြစ်လာပါပြီ။အီရန်မှာနောက်ထပ်ရှိုးဝဲလက်နက်တစ်ခုရှိသေးတယ်။အဲ့ဒါကတော့ဒေသတွေမှာရှိတဲ့သူတို့ရဲ့မဟာမိတ်ကွန်ရဲ့ခုခံရေးဝင်ရိုးလို့ခေါ်တဲ့အဖွဲ့တွေပဲဒါပေမဲ့တကယ်ပုလင်းစစ်ပွဲရဲ့အပြင်းအထန်ဖိအားတန်ကိုရောဒီအဖွဲ့တွေကတကယ်ပဲကြံ့ခံနိုင်ပါမလားဒါကစဉ်းစားစရာပဲဟိုမှာ Hezbollah ကိုပဲကြည့်တချင်းကဆိုဒေတာတွင်ရဲ့ချမ်းတေးတကောင်လို့တတ်မှတ်ခံခဲ့ရတဲ့အီရန်ရဲ့အင်အားအကြီးဆုံးမဟာမိတ်အခုတော့ခြေချုံမိနေတယ်လို့ပဲဘာလို့လဲဆိုတော့ထိပ်ပိုင်းခေါင်းဆောင်တွေတိုက်ခိုက်ခံလိုက်ရတယ်လက်ဘနွန်ဆွဲကိုရိုက်ကသူတို့မြေပေါ်ကနေစစ်ပွဲမှာမပါဝင်ဖို့အမိန့်ထုတ်ထားတယ်နောက်ပြီးပြည်တွင်းမှာလည်းထောက်ခတ်မှုတွေကချက်ဆင်လာတယ်ဒီကြောင့်တွေကြောင့်အရင်လိုအစ္စရေးကချင်းကြောင်နဲ့ဆိုလုံးဝမရှိတော့ဘူးနောက်တစ်ဖွဲ့ယီမင်ကဟူဒီတယ်သူတို့လည်းအချင်းတွေကအလားတူပါပဲ
သူတို့ဘက်ကတွက်ကြည့်လိုက်တာကအီရန်ကိုကူညီဖို့ဆိုပြီးစစ်ပွဲတဲ့အလုံးစုံဝင်လက်ရင်ကိုယ်တိုင်လည်းအပြင်းထန်တန်ပြန်တိုက်ခိုက်ခံရမယ်အဲ့ခါကျမှရှိစုမစုအာနာလေးပါလက်လို့ဆုံးရှုံးတော့မှာကိုစိုးရိမ်နေကြတာဆိုတော့သူတို့အတွက်တော့ကိုယ့်ရင်ကိုယ့်အာနာကိုကောင်းကွယ်ဖို့ကပို့ပြီးတော့အရေးကြီးနေတာပေါ့ အခုဒီပြောခဲ့တဲ့အချက်တဲ့အားလုံးကလေနောက်ဆုံးမှာတော့ဒီတစ်ခုတည်းသောအချက်ကိုပဲဥတည်နေတယ်အဲ့ဒါကတော့ဒီစစ်ပွဲကြီးတစ်ခုလုံးရဲ့အဓိကဖြစ်မဲ့အဆုံးဆုံးရည်မှန်းချက်အီရန်ရဲ့နျူကလ িয়ার စီစဉ်ပါပဲဘိုးဘီကိုအခြေအနေကိုစိုးသွားစေတာကအဲ့ဒီအစီအစဉ်ကိုထိန်းချုပ်ထားတဲ့သူကလက်စားချေလို့စိတ်နဲ့ပြည့်လည်နေတဲ့ခေါင်းဆောင်တဲ့တယောက်ဖြစ်နေတာပဲ ဟုတ်ပါတယ်ခေါင်းဆောင်တဲ့ Moshba Khamenei သူကနိုင်ငံကိုအုပ်ချုပ်နေတာတဲ့သူမိသားစုအတွက်လက်ဆက်ချနေတာတော့ပြောရမှာစစ်ပွဲဆောင်မှာသူမိသားစုဝင်တွေတည်ဆုံခဲ့ရတော့သူ့အတွက်ဒါကနိုင်ငံရေးကိစ္စမဟုတ်တော့လုံးဝကိုပခုရေးဖြစ်သွားပြီဒီလိုမျိုးလက်ဆက်ချလို့စိတ်တစ်ခုတည်းနဲ့ဥဆောင်နေတဲ့သူနဲ့ဘယ်လိုမျိုးညီနိုင်ဆွေးနွေးမှုမှလုံးလို့ရတော့မှာမဟုတ်ဘူးလေ အဲ့တော့မဟာမိတ်တွေအတွက်စစ်ပွဲရဲ့အဓိကအကြောင်းရင်းကပို့ပြီးတော့ရှင်းရှင်းလင်းလင်းဖေးလာပြီအဲ့ဒါကဘာလဲဆိုတော့အီရန်ရဲ့နျူကလ িয়ার ပစ္စည်းတွေကိစ္စပဲအဲ့ဒါတွေဘယ်လိုလုပ်မလဲအဲ့ဒါကတော့ဒီကနန်းမှာပဲ400ကီလိုဂရမ်ဒါဟာအီရန်ပိုင်ဆိုင်ထားတဲ့နျူကလ িয়ার လက်နက်ကိုအလွဲတကူထုတ်လုပ်နိုင်တဲ့အစစ်မြင့်တန်းဆင့်ပြီးယူရေနီယမ်ပမာဏပဲတနည်းပြောရရင်တော့ဒီစစ်ပွဲကြီးတစ်ခုလုံးရဲ့အဓိကစုလာဒါမှမဟုတ်ဖြစ်မှတ်ပေါ့ဒါပေမဲ့မေးစရာရှိတာကဒီယူရေနီယမ်တွေကိုဘယ်လိုသိမ်းမလဲဆိုတာပဲလေချောင်းကနေဘုံကျဲရုံနဲ့ကတော့မလိုလာဘူးမြေပြင်တက်တွေစေလွတ်ဖို့လိုလာပြီဆိုတာနဲ့နိုင်ငံရေးအရာအကြီးအကျယ်သဘောထားကွဲလွဲမှုတွေကဖြစ်လာရောဒါကစစ်ပွဲကိုနောက်တစ်ဆင့်ကိုတွန်းပို့လိုက်နိုင်တဲ့အရန်အန္တရာယ်ကြီးတဲ့အခြေအနေတစ်ခုပဲ ဆိုတော့နောက်ဆုံးအမေခွန်းစီရောက်လာပါပြီဘယ်သူနိုင်မလဲဒါပေမဲ့ခဏလေးနိုင်တယ်ဆိုတဲ့စကားလုံးကဘလို့အထိပ္ပယ်ဖွင့်မလဲဘာလို့လဲဆိုတော့နှစ်ဖက်စလုံးအတွက်အောင်ပွဲရဲ့ပုံစံကတယောက်တစ်မျိုးစီလုံးဝမတူပဲဖြစ်နေလို့ပဲ ဒီမှာရှင်းကြည့်လိုက်အောင်မဟာမိတ်တို့အောင်ပွဲဆိုတာကအီရန်ရဲ့နျူကလ িয়ার စွမ်းရည်ကိုလုံးဝဖျက်ဆီးပေးနိုင်ရမယ်အစိုးရကိုဖြုတ်ချနိုင်ရမယ်ဟော်မုရှယ်လက်ချာကိုလုံခြုံအောင်လုပ်နိုင်ရမယ်ဒါမှနိုင်တာအီရန်တို့ကျတော့နိုင်တဲ့ဆိုတာကအဲ့လောက်ရှုပ်ထွေးမလို့ဘူးဒီလောက်ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြားကနေသူတို့ဆိုရဆက်ပြီးရှင်တန်ရက်တည်နိုင်ခဲ့ရင်အဲ့ဒါသူတို့တော့အောင်ပွဲပဲ လီလာတုံးတက်ချစ်တွေရတော့ဖြစ်လာနိုင်တဲ့ရလက်ကဒီလိုဗျမဟာမိတ်တွေတက်ကနေဗျူဟာပိုင်းဆိုင်အောင်ပွဲရမယ်ဒါပေမဲ့မဟာဗျူဟာပိုင်းမှာတော့တတိပဲဖြစ်သွားမယ်ဆိုလိုတာကဘာလဲဆိုတော့သူတို့ကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးပြီးစစ်ရေးရတော့အနိုင်ရနိုင်တယ်ဒါပေမဲ့အစိုးရရောတော့လုံးဝဖြုတ်ချနိုင်ဖို့မလွယ်ဘူးအဲ့ဒီတော့စစ်ပွဲကတော့ပြီးသွားမယ်ဒါပေမဲ့ရင်းခံပြဿနာကြီးကတော့ဖြေရှင်းပြီးသားမဖြစ်ပဲကြံနေအောင်ပါပဲ ဒါကြောင့်နောက်ဆုံးမှစဉ်းစားစရာမိခုံးတစ်ခုကြံခဲ့တယ်စစ်ပွဲတစ်ခုကိုနိုင်တရာအသွင်အပြတ်အသက်အနိုင်ရခဲ့တယ်ဆိုပါတော့ဒါပေမဲ့အဲ့ဒီစစ်ပွဲရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကရပ်ပေါင်းထောင်ကြာအောင်ခံစားနေရမယ်ဆိုရင်တကယ်အနိုင်ရသူကတကယ်ပဲဘယ်သူဖြစ်မလဲဒါကတော့အောင်ပွဲတကယ်အလေးပဲကိုပြန်ပြီးမေးခွန်းထုတ်เสียဖြစ်လာစေတာပါပဲ